ဘုန်းကြီးတို့တွေအတိတ်ကကုသိုလ်ကောင်းမှုရှိခဲ့သည့်အတွက်ကြောင့်အခုလူဘဝရရှိပြီးတော့လာကြတယ်အမှတ်တမဲ့မနေသေးကြဘူးလူဘဝရတယ်ဆိုတာအတိတ်ကကုသိုလ်ကောင်းမှုရဲ့အကျိုးအနေနဲ့ရလာတာဖြစ်တယ်ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုခံစားပြီးတော့အတိတ်ကိုမေ့ပြီးတော့ထားမယ်ကုသိုလ်တရားကိုမေ့ပြီးတော့ထားမယ်ဆိုရင်ဒီကုသိုလ်ကံစွမ်းအားတွေဟာတနေ့ကျတော့ကုန်သွားမှာနောက်ထပ်မဖြစ်ဘူးဆိုရင်ကုသိုလ်ကံစွမ်းအားတွေကုန်သွားပြီးတော့နောက်ဆုံးမှာကုသိုလ်တွေအရှိန်ကုန်တဲ့အခါမှာဖြစ်လာမှာကတော့အကုသိုလ်တွေပဲကုသိုလ်ကတားဆီးထားသည့်အတွက်ကြောင့်အကုသိုလ်တွေကအကျိုးမပေးနိုင်ဘူးဆိုပါစို့အဝတ္တမပူပြင်းတဲ့အရာဒီမှာပူပြင်းတဲ့နေရောင်ကိုတစ်ပင်ကနေပြီးတော့တားဆီးပေးထားသည့်အတွက်ကြောင့်တစ်ပင်အောက်ဝင်လိုက်လို့ရှိရင်အေးမြအဲ့ဒီတစ်ပင်ကြီးမရှိတော့ဘူးဆိုလို့ရှိရင်အပူခံရမှာအဲ့ဒါလိုပဲကုသိုလ်ကကုန်သွားပြီဆိုလို့ရှိရင်အကုသိုလ်ဆိုတာတွေရောက်လာပြီဆိုရင်ဆင်းရဲဒုက္ခတွေကြုံရကြတယ်ဒါကြောင့်မို့လို့ကုသိုလ်ဟာသစ်ပင်နဲ့အလားတန်တူလို့ကုသိုလ်ပင်မျိုးစိုက်ပျိုးကြခြင်းတို့စိုက်ပျိုးဖို့လိုအပ်တယ်ဒါဖြင့်ကောင်းပြီဖယ်ရှားနိုင်တယ်လို့ယုံကြည်လက်ခံပါတယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ပဉ္စံတရဏံကိစ္စမျိုးလို့တရဏဆိုတာဆင်းရဲဒုက္ခတွေကိုဖယ်ရှားခြင်းအကာအကွယ်ပေးခြင်းလို့အဓိပ္ပာယ်ဥပမာပဲတစ်ပင်အောက်ဝင်နေဆိုတဲ့ပုံကိုယ်တွေကဘာရည်ရွယ်ချက်နဲ့ဝင်တာတော့ဆိုနေရဲ့အပူဒဏ်ကိုတစ်ပင်ကကာကွယ်ပေးလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တစ်ပင်အောက်ဝင်နေတစ်ပင်အောက်ဝင်လိုက်လို့ရှိရင်တစ်ပင်ရဲ့အရိပ်မှာလူတွေဟာနေရဲ့အပူဒဏ်ကအကာအကွယ်ရပြီးတော့အေးမြချမ်းသာကြတယ်ထို့တူပဲပဉ္စံတရဏံကိစ္ဆာမိဆိုတဲ့အဓိပ္ပာယ်ကတန်ဃာသည်ဆင်းရဲဒုက္ခတွေကတို့ကိုအကာအကွယ်ပေးတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ပဉ္စံတရဏံကိစ္ဆာမိလို့ပြောဆိုဒါဖြင့်ဘယ်လိုအကာအကွယ်ပေးတာလဲဆိုတာတော့သိဖို့လိုအပ်တယ်ပေါ့ဆင်းရဲဒုက္ခတွေကသက်သာသွားအောင်ဘယ်လိုတွေအကာအကွယ်ပေးတယ်လဲဒီနေရာမှာတန်ဃာဆိုတာဘာကိုခေါ်တာလဲဆိုတာဘုန်းကြီးတို့တွေနားလည်ဖို့လိုအပ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေတန်ခံတရဏံကိစ္ဆာမိလို့မကြာခဏဆိုလေးရှိကြတယ်တရဏဂုံဆိုနေကြတယ်အဲ့တော့တန်ဃာဆိုတာဘာကိုခေါ်တာလဲလို့ဆိုမေးတန်ဃာဆိုတာအခုခေတ်တချို့လူတွေပြောနေတဲ့
သင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်တူတဲ့ကိုသွားပြီးတော့တန်ဃာလို့ခေါ်တာမမှန်ဘူးတန်ဃာဆိုဒီမှာဘုန်းကြီးတစ်ပါးတည်းကိုရင်တစ်ပါးတည်းဥစဉ်တစ်ပါးတည်းကိုတန်ဃာလို့မခေါ်ဘူးတန်ဃာလို့ဆိုဒီမှာအဖွဲ့အစည်းလို့အဓိပ္ပာယ်ရတယ်ဘယ်လိုနည်းနဲ့ဖွဲ့စည်းထားတာတော့လို့ဆိုဒိဋ္ဌိသီလတမ္မညဒိဋ္ဌိသီလတမ္မညေနတံခတိတပံကောဒိဋ္ဌိသီလတမ္မညတံခာတေနတံခတိတတပံကောလို့ဆိုတဲ့အတိုင်းအမြင်ချင်းတူတယ်ကိုချင်းသီလချင်းတူတယ်အမြင်ချင်းလည်းတူရမယ်ကိုချင်းသီလချင်းလည်းတူတယ်အဲ့ဒီအမြင်ချင်းတူကိုချင်းသီလချင်းတူတဲ့ပုဂ္ဂိုလ်တွေရဲ့အဖွဲ့အစည်းကိုတန်ဃာလို့ဒီလိုပြောတယ်အဲ့ဒီတန်ဃာဟာတူတဲ့ကိုတန်ဃာမခေါ်ဘူးဆိုတာသတိထားဖို့လိုတယ်တန်ဃာဆိုတာအဖွဲ့အစည်းကြီးတစ်ခုလုံးကိုရည်ညွှန်းတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဘုရားဖြစ်သူရောက်တဲ့အခါမှာပထမဆုံးသာသနာဝင်လာတာရှင်ခွန်းတေညတူရဲပဲရှိသေးတယ်ပြီးတဲ့အခါကျတော့ဝပ္ပမထေတို့ဗတ္တိယမထေမဟာနာမထေအတ္တစီမထေဆိုပြီးတော့ပစ္စဝဂီ၅ပါးဆင့်ငယ်သာသနာဝင်လာကြတဲ့အခါသာသနာမှာပထမဆုံးပစ္စဝဂီ၅ပါးဆိုတဲ့တန်ခါအဖွဲ့အစည်းတစ်ခုပေါ်လာခဲ့တယ်ပေါ့အဲ့တော့တန်ခါဆိုတဲ့အဖွဲ့အစည်းဟာဘယ်နှပါးရှိရသလဲလို့ဆိုရင်ဝီနီးကျမ်းကအရာဆိုလို့ရှိရင်၄ပါးအနည်းဆုံးရှိရ၄ပါးရဲ့အထက်ကိုမှတန်ခါလို့ခေါ်တယ်၄ပါးနဲ့၄ပါးအထက်ကိုတန်ခါလို့ခေါ်တယ်တစ်ပါးနှစ်ပါးသုံးပါးကိုတန်ခါလို့မခေါ်ဘူး၄ပါးကအထက်ကိုတန်ခါလို့ဆိုတယ်တန်ခါတရဏံကိစ္ဆာမိဆိုတာတစ်ပါးတည်းကိုကိုးကွယ်တာမဟုတ်ဘူးနှစ်ပါးကိုကိုးကွယ်တာမဟုတ်ဘူးတန်ခါသုံးပါးကိုကိုးကွယ်တာမဟုတ်ဘူးအစုအစည်းအဖွဲ့အစည်းတစ်ခုအနည်းဆုံးဝိနိကံဆောင်ရွက်တဲ့အခါ၄ပါးရှိရ၄ပါးကိုမှတန်ခါလို့ဒီလိုသတ်မှတ်တယ်ဟောဒါကသုတ်တန်နီးကြတော့ဒီတပါးဆိုရင်ပုဂ္ဂိုလ်လို့ခေါ်တယ်နှစ်ပါးသုံးပါးဆိုလို့ရှိရင်အများလို့ခေါ်တယ်အဲ့ဒီအများရဲ့အစုအစည်းကိုကြတော့မှတန်ခါလို့ခေါ်တယ်အဲ့တော့ဝိနည်းအဆိုရတန်ခါဟာအနည်းဆုံး၄ပါးရှိတယ်လို့မှတ်သားရမယ်အဲ့ဒါလို့အနည်းဆုံး၄ပါးရှိတဲ့မြတ်စွာဘုရားရဲ့တပိတာဝကအစုအပေါင်းကိုတန်ခါလို့ဒီလိုခေါ်တယ်လို့ဆိုဒီကနေ့လက်ရှိတန်ခါတွေကိုတန်မုတိတန်ခါလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်ကအရိယတန်ခါတွေကိုတော့အရိယတန်ခါလို့ခေါ်တယ်အရိယတန်ခါတွေရဲ့သင်္တူဝိနည်းစိကံအတိုင်းသာသနာမှာသိက္ခာတင်ပြီးတော့သင်ဝင်ထားတဲ့ပုဂ္ဂိုလ်တွေကိုတန်မုတိတန်ခါတန်မုတိတန်ခါဆိုတာအရိယာလည်းပါတယ်ပုထုဇဉ်လည်းပါတယ်အဲ့ဒါလို့မြတ်စွာဘုရားရဲ့တပိတာဝကအပေါင်းဘိက္ခုယဟန်တော်လို့ဆိုတဲ့အရိယတာဝကအပေါင်းဒါတန်ခါလို့ခေါ်တယ်အမျိုးသမီးဘိက္ခုနီတွေရဲ့အပေါင်းကိုလည်းပဲတန်ခါလို့ပဲခေါ်တယ်အဲ့တော့ဘုရားလက်ထက်ကတော့ဘိက္ခုတန်ခါဘိက္ခုနီတန်ခါလို့တန်ခါဟာကိုချင်းသီလလည်းတူညီတယ်အမြင်ချင်းလည်းတူညီတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုတန်ခါလို့ခေါ်တယ်အဲ့တော့တန်ခါဆိုတာတဦးတယောက်ကိုမခေါ်ဘူးလို့ပြောတယ်ဖွဲ့စည်းရဲ့နာမည်အဲ့တော့ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာတဦးတယောက်မှပြုတာတဲ့အဖွဲ့အစည်းကိုရည်ညွှန်းပြီးတော့လှူတာတန်းတာဟာပို့ပြီးတော့ကောင်းကျိုးချမ်းသာရစေနိုင်တယ်လို့ပြောအဲ့ဒါကိုတတိထားဖို့တန်ခါကိုရည်ညွှန်းပြီးတော့လှူတယ်ဒီကနေ့လက်ရှိတန်ခါတွေရဲ့တန်ခါတွေအနေထားကနေပြီးတော့မြတ်စွာဘုရားလက်ထက်ကရှင်သာရိပုတ္တရာတို့
အစဆုံးတန်ခါဖြစ်လာတဲ့ပိဿဝဂီတို့အဲ့ဒီမထေရရဲ့အနွယ်အဆက်အဲ့ဒီတန်ခါတွေကိုပါဥတည်ချက်ထားပြီးတော့ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာအမှန်တမ်းများတယ်လို့မြတ်စွာဘုရား။ဘာဖြစ်လို့လဲဆိုတော့အနုတ္တရံပုံညာခိတ္တံလောကတာလောကရဲ့ကုသိုလ်ပင်မျိုးစိုက်ပျိုးဖို့ရအတွက်အကောင်းဆုံးကုသိုလ်မြေလွှာပဲလို့ဒီလိုဟောတာ။ဘာဖြစ်လို့အကောင်းဆုံးလို့ပြောပြန်ကိုယ်တိုင်ကိုယ်တွေ့ဒါနကောင်းမှုတွေဒါနပါရမီဖြည့်ဆည်းခဲ့တဲ့အချိန်မှာကိုချင်းတိလနဲ့ပြည့်စုံပြီးတော့ဒီလိုတန်ခါအဖွဲ့အစည်းကိုလှူနိုင်တဲ့ဘဝဆိုတာအတ္တမနဲတယ်မလှူခဲ့ရတဲ့ဘဝတွေကများတယ်ဆိုပါစို့ဝေလာမပုံနာကြီးဖြစ်တဲ့အချိန်တုန်းကအကုန်အကျများစွာခံပြီးတော့သမယေချောင်းစည်းမြအလှူကြီးပေးခဲ့တော်လည်းပဲအလူကံပုဂ္ဂိုလ်တွေဟာကိုချင်းတိလမရှိကြတဲ့တရဏဂုံမတည်ကြတဲ့တာမန်ပုဂ္ဂိုလ်တွေဖြစ်တယ်။ဘာနဲ့ဥပမာတူတုံးဆိုရင်အမှန်တန်ကောင်းတဲ့မျိုးစေ့တွေကိုကြက်တီးကုန်းမြေကြီးပေါ်မှာကျဲချရတယ်လို့ပဲ။ဟောရေဩဇာမရှိတဲ့တွေ့ချောက်နေတဲ့ကြက်တီးကုန်းမြေပေါ်မှာကျဲချလိုက်တဲ့မျိုးစေ့ဟာပေါက်တဲ့ဟာကပေါက်တယ်မပေါက်တာမပေါက်ပေါက်လာပြန်တော့လေလှိလှိကလေးဆိုလိုတာကကုသိုလ်မရဘူးလို့ပြောတာမဟုတ်ဘူးကုသိုလ်ရဖို့အမတမနဲသွားတယ်လို့ဆိုလိုတာနော်တန်ခါအဖွဲ့အစည်းဆိုတဲ့မြေလွှာကြတော့အဲ့ဒီလိုမဖြစ်ဘူးတဲ့အမတမမြေဩဇာကောင်းတဲ့မြေပေါ်မှာစိုက်ပျိုးလိုက်ရတဲ့အပင်ဥပမာမဲ့လဲစဘာနဲ့ပြောမယ်ဆိုလို့ရှိရင်ရေမကောင်းတဲ့စီစိုက်လို့ရှိရင်တတင်းလောက်စိုက်လို့ရှိရင်10တင်းတို့15တင်းတို့တင်း50တို့ဒီလောက်ပဲထွက်တယ်။ရေဩဇာကောင်းပြီဆိုရင်တင်း100ဆိုလိုတာကအစ100အစ1000ဒီလိုရနိုင်တာပြောတယ်နော်။အဲ့ဒါကြောင့်မို့လို့တန်ဃာတွေကြတော့အဝတ္တမမြတ်စွာဘုရားရဲ့တပိတာဝကအရိယတန်ဃာတွေတပိတာဝကအရိယတန်ဃာတွေဟာထူးခြားတဲ့ဂုဏ်ကြီးဂုဏ်သွေးတွေရှိကြတယ်အပကနံပိကာရဏံဝိပုလဖလပတိလာဘကရဏေနတံကောလို့ဆိုတဲ့အတိုင်းနည်းနည်းလေးလှူတာဟာအများကြီးအကျိုးရတယ်တန်ဃာတွေကကိုချင်းတိလရှိလာပြီကိုချင်းတိလရှိတဲ့ပြီးသွားတဲ့တန်ဃာတွေကိုလှူလိုက်ရပြီဆိုလို့ရှိရင်ဆုံးလေးတစ်စွန်းနဲ့တည်းပဲရလိုက်တာကအများကြီးဆိုလိုတာကအရင်နည်းကနည်းနည်းလေးအမြတ်များများရတယ်လို့ဒီလိုပြောတာဒါကလှုပ်တက်လို့ရှိရင်ပို့ပြီးတော့ရမြေကလည်းကောင်းတယ်ကိုယ့်ရဲ့စိတ်နှလုံးကလည်းကောင်းတယ်ဆိုလို့ရှိရင်ပို့ရစီးပွားရေးလှုပ်တယ်လို့ပဲတစ်ပင်စိုက်တယ်လို့ပဲတစ်ပင်စိုက်တဲ့ပုဂ္ဂိုလ်ကလည်းမြေကိုလည်းရွေးတတ်တယ်မျိုးစိကောင်းကောင်းကိုလည်းရွေးတယ်စိုက်ပျိုးပြီးတဲ့အခါမှာလည်းပဲစောင့်ရှောက်မှုတွေပေးတယ်ဆိုလို့ရှိရင်ဒီတစ်ပင်ဟာတိနံပို့ထွက်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့မျိုးစိကလည်းညံ့တယ်မြေကလည်းညံ့တယ်စောင့်ရှောက်မှုကလည်းအားနည်းတယ်ရေလောင်းပေါင်းတဲ့မရှိဘူးဆိုလို့ရှိရင်တော့ဒါဒီတစ်ပင်ကလှိလှိကြီးပဲဖြစ်နေမှာအဲ့တော့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာမျိုးစိလည်းကောင်းဖို့လိုတယ်မြေလည်းကောင်းဖို့လိုတယ်မိမိရဲ့ကြိုးစားအထောက်မှုစိတ်နေသဘောထားဆိုတာနဲ့လိုအပ်တယ်လို့ဆိုတတိထားဖို့လူတတ်တဲ့ပုဂ္ဂိုလ်တွေကပိုရအေးတန်ဃာတွေကိုအာယုံ
ရှင်မောကလန်တိုက်တွန်းချက်အရာအာတတရောနဲ့မြတ်စွာဘုရားကိုလက်အုပ်ချလိုက်တဲ့ရှိခိုးလိုက်မကြခင်မဲ့တန်ဃာတွေလည်းကြွသွားရောလမ်းမှာတွေ့တဲ့နွားတစ်ကောင်ကသူ့ကိုခွေလိုက်တာနဲ့အဲ့ဒီအဖွားကြီးကဆုံးသွားနော်သူ့မှာကုသိုလ်ကောင်းမှုဆိုလို့ဘာမှမရှိဘူးရှင်မောကလန်ကလက်ဥချီလိုက်ရှိခိုးလိုက်ဆိုလို့သူလက်ဥချီပြီးတော့ရှိခိုးလိုက်တာဒီကုသိုလ်လေးပဲရှိတယ်ဟောတည်တဲ့အခါကျတော့သူတည်သွားတဲ့အခါကျတော့ဘယ်ရောက်သွားလို့ဆိုဗိမာန်ကြီးနဲ့သွားပြီးနတ်သမီးကြီးဖြစ်နေတယ်ဘယ်သူကနေပြီးတော့ကဲတင်ပေးလိုက်တာလို့ဆိုမြတ်စွာဘုရားနဲ့တန်ဃာတွေကိုလက်ဥကလေးချီလိုက်တာလေးကဲတင်ပေးလိုက်တာဘလောက်ဆင်းရဲဒုက္ခတွေကတက်တာသွားတယ်စဉ်းစားကြည့်အဲ့တော့လောကကိုမမြင်ရတဲ့အခါကျတော့လူတွေကမပွင့်ခင်ကဘုရားမပွင့်ခင်ခေတ်ကာလမှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မာဂလူလင်ဘွားကနေပြီးတော့တရားဖြစ်သွားတာအာလုံးဒီဝတ္ထုကြားဖို့ရတယ်မဆလရွာမှာမာဂလူလင်ဥဆောင်တဲ့33ယောက်သောလူတွေဟာကုသိုလ်ကောင်းမှုကိုစုပေါင်းညီညာပြီးပုံညတဟာယအနေနဲ့လှုပ်ကြတက်ကြွကြလှုပ်ကြအဲ့ဒါလိုကုသိုလ်ကောင်းမှုတွေလှုပ်ပြီးတော့သိတဲ့အခါမှာတရားဖြစ်ကြပြီဒါကအဲ့ဒီအချိန်မှာတန်ခါဆိုတာမရှိဘူးနော်တာမန်ပဲလူမှုရေးတွေအရက်ထဲမှာကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်တန်ခါဆိုတာမရှိဘူးနောက်ဖျားပွင့်လာတဲ့အခါ
ပစ္စည်းတွေကိုအလူခံလိုက်တယ်ဘာဖြစ်လို့အလူခံလိုက်တော့လှူလိုက်တဲ့ပုဂ္ဂိုလ်ဟာကောင်းကျိုးချမ်းသာတွေပစ္စည်းတန်ဖိုးတဲ့မြောက်များသောအကျိုးတရားတွေကိုရမှာဖြစ်တဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဟာအဲ့ဒီအဝေးကယူလာတဲ့ပစ္စည်းတွေနဲ့ထိုက်တန်သူလို့ဒီလိုအဓိပ္ပာယ်ရပါဟုနေရဆိုတာအိမ်တိုင်းမှာဧည့်သည်လာရင်ကျွေးဖို့ဆိုပြီးတော့ထားလေးရှိကြတယ်အဲ့ဒီအိမ်တိုင်းမှာထားတာပါဟုနလို့ခေါ်တယ်ဧည့်သည်လာရင်ကျွေးဖို့ဆိုပြီးတော့အစင်နဲ့ထားလေးရှိကြတယ်ပေါ့အဲ့ဒီလိုပစ္စည်းမျိုးကိုလည်းပဲ
လူတွေမှာကုသိုလ်ရဖို့အတွက်အလှူခံပုဂ္ဂိုလ်ကလည်းအရေးကြီးတာမှန်တယ်လှူတဲ့ပုဂ္ဂိုလ်ကလည်းအရေးကြီးတာမှန်တယ်အဲ့ဒီလိုမှန်တဲ့နှစ်ခုတည်းမှာအလှူခံပုဂ္ဂိုလ်လည်းအရေးကြီးတယ်လှူတဲ့ပုဂ္ဂိုလ်လည်းအရေးကြီးတယ်ဆိုရင်ကဲထပ်ပြီးတော့ရွေးရင်သူတို့နှစ်ဦးဟာဘယ်သူကပိုအရေးကြီးတယ်လဲဆိုတာစဉ်းစားဖို့လိုအပ်တယ်ပေါ့အလှူခံပုဂ္ဂိုလ်ကပိုအရေးကြီးတာလားလှူတဲ့ပုဂ္ဂိုလ်ကပိုအရေးကြီးတာလားလို့ပြန်ပြီးတော့ကြည့်လိုက်လို့ရှင်အဖြေကိုရှာရင်ဘယ်လိုရှာမလို့ဆိုရင်ဒါနကုသိုလ်သည်အလှူခံပုဂ္ဂိုလ်မှာဖြစ်တာလားလှူ
တည်တဲ့အခါရောရုဝငရေပြန်ကြပါအင်တန်မှဘဝတစ်ခုဆိုတာကုသိုလ်ကံရဲ့အကျိုးခံစားရပြီမယ်လို့ဆက်ပြီးတော့မထိန်နိုင်ဘူးဆိုလို့ရှိရင်ဒီကုသိုလ်ကံအရှိန်ဆိုတာကုန်သွားတာပဲအေးဒါကြောင့်မို့လို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့လူဘဝရပြီးတော့သာသနာတော်ကြီးနဲ့ဂျုံတွေ့တဲ့အခါမှာကိုယ်ရင်နဲ့နှလုံးထဲမှာကုသိုလ်စိတ်တွေညံ့ညက်ဖြစ်အောင်နှလုံးထားတတ်ဖို့စိတ်ထားတတ်ရင်မြတ်တယ်လို့ဆိုတဲ့အတိုင်းကိုယ်တဏ္ဍာမှာအမြတ်များများရအောင်လုပ်တတ်ဖို့ဒါအရေးကြီးတယ်လူချင်းတူပေမဲ့လို့နော်လူချင်းတူပေမဲ့လို့ခုနကစိတ်ထားမတတ်တဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်အမြတ်မရနိုင်ဘူးအမတ်တမဲ့နေသွားတဲ့ပုဂ္ဂိုလ်တွေကအမြတ်မရနောက်ဆုံးမှဘဝဆိုတာအဆုံးမတတ်ဘူးမဟုတ်ဘူးဆုံးတတ်သွားမှာဒီနေ့ကျတော့ကုန်သွားမယ်ဒီအချိန်လေးအဲ့တော့အချိန်မကုန်ရင်တို့တွေဟာတန်ဃာတွေထင်ရှားရှိနေတဲ့အချိန်ဘုံစွမ်းလောင်းတဲ့တန်ဃာတွေကိုလွမ်းနေဆိုရင်လောင်းတိုင်းတို့တွေကဘုရားလက်ထက်ကအရိယတန်ဃာတွေကိုမှတ်မြော်ပြီးတော့ဒီဘုရားရဲ့တပိတာဝကတန်ဃာတွေကိုလှူဒန်းပါတယ်ဆိုတဲ့တန်ဃာပေါ်မှာအာယုပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်စေတနာတွေနဲ့လုပ်တဲ့ကုသိုလ်ဟာအတိုင်းမသိမြတ်စွာဘုရားဟောထားတဲ့အကျိုးကျေးဇူးတွေကိုရနိုင်တယ်လို့သဘောပေါက်နားလည်ပြီးတော့မိမိတို့လုပ်နေတဲ့ကုသိုလ်ကောင်းမှုပို့ပြီးတော့ရရှိလာကောင်းမှုပင်မျိုးကိုစိုက်ပျိုးနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေအရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေအရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဟိတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေဟိတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရအခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခအဓိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံပူပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေးကြိုင်လိုက်၍နေကြပါစေကုန်သတည်း